အားလုံးပဲမင်္ဂလာပါခင်ဗျာအောင်စေတူဒီ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲဒီဘက်လည်းကျွန်တော်စာတို့ပတ်တီရဲ့ကျွန်တော်တို့ပိုင်ပရိရဲ့မွေးကနန်းရဲ့မတင်ဖြစ်လိုက်ဘူးဗျာနော်ကျွန်တော်ခွေးဆိုင်တွေလည်းမတင်ဖြစ်ဘူးအဲ့တော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေများမျောနေတဲ့မိတ်ဆွေများအားလုံးကိုတောင်းပန်ပါဗျာနော်ကျွန်တော်ကျမကြီးမကောင်းလို့မတင်ဖြစ်တာပါဗျာနော်ကဲဒီနေ့တော့ကျွန်တော်တို့အဖွေးနေမှာအားလုံးကံကောင်းကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ကဲကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကကြံကတန်းက9ဖြစ်တယ်ကြံပရိတ်က2ခုပဲရှိရဗျာနော်2နဲ့8နဲ့ပေါ့ဗျာနော်ကဲအဲ့တော့ကျွန်တော်တို့ဒီနေ့မနေ့ကိုကျွန်တော်မနေ့ကမတင်ဖြစ်တဲ့မွေးကနန်း9ခွက်ထုတ်ပြီးထားပါဗျာနော်ကျွန်တော်တို့စုံစုံနဲ့ပတ်သက်တဲ့ကြာကနန်း9ခွက်ပါအဲ့တော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေများကလည်းကြိုက်တယ်ဆိုလို့ရှိရင်ကစားနိုင်ပါဗျာနော်ကဲဒါဆိုရင်ကျွန်တော်တို့အဖွင့်နေမနဲ့အတွက်အတူတူကြည့်လိုက်ကြအောင်နော်ကဲဒီဘက်လည်းကျွန်တော်တို့ပိတ်ရမရှိပါဘူး9ရက်အပြည့်ရှိပါဗျာနော်ကဲထုံးစံတိုင်းပဲကျွန်တော်တို့အဖွင့်နေမနဲ့အတွက်ပေါက်ကနန်းလေးမရယူခင်မှာကျွန်တော်ရဲ့အောင်စေတူဒီ channel အကောင့်တစ်လေးကို subscribe မရသေးဘူးဆိုလို့ရှိရင် subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့အသစ်တင်တိုင်းပေါက်ကနန်းတွေတင်တိုင်းတွေ့အောင်လို့ subscribe ပေးနာ notification ခေါင်းလောင်းလေးလည်းနှိပ်ပေးထားကြပါဦးကဲဒါဆိုရင်ကျွန်တော်တို့အတူတူကြည့်လိုက်ကြအောင်နော်ကျွန်တော်မနက်ထိပ်စီးရဲ့1ချိန်ရဲ့မထိမပေါက်ကြီးရဲ့3ခုလုံးတင်ပေးထားပါတယ်ဗျာနော်အဲ့တော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေများကလည်းကျွန်တော်ထုတ်ပေးတဲ့ကဏ္ဍတွေကိုကြိုက်မှကစားပါမကြိုက်ဘူးဆိုရင်ကိုယ်စိတ်တိုင်းကြရွေးကစားနိုင်ပါဗျာနော်ကဲဒါဆိုရင်ဒီလောက်ပါပဲအဖွင့်နေမနေ့မှာကျွန်တော်ရဲ့ချင်းမိတ်ဆွေများအားလုံးပဲကံကောင်းကြပါစေခင်ဗျာ